ပြည်သူတွေလုံးဝအပြင်းမထွက်သင့်တော့တဲ့ရန်ကုန်မြို့ရဲ့လေထုညစ်ညမ်းမှုကမ္ဘာအဆင့်ရန်ကုန်မြို့ကတော့မြန်မာနိုင်ငံရဲ့စီးပွားရေးအချက်အခြာကျမြို့တော်ဖြစ်တယ်လို့လူနေထူထပ်တဲ့မြို့တော်ဆိုရင်လည်းမမှားပါဘူးအခုနောက်ပိုင်းမှာနေဘက်ကလူတွေကအစရန်ကုန်မြို့ကိုသာပြောင်းရွှေ့ကနေထိုင်လာကြတာပါဒီလိုလူဦးရေများပြားလာတာနဲ့အတူတိုးတက်လုံနာကအားသာချက်တစ်ခုဆိုရင်အားနည်းချက်နဲ့စိုးကျိုးတွေကလည်းနောက်ကနေတက်ချက်မကွာလိုက်ပါလာခဲ့ပါတယ်အားလုံးသိကြတဲ့အတိုင်းအခုဆိုရင်စောင်းအကုံတွေအခုကိုရောက်ရှိလို့လာခဲ့ပါပြီရန်ကုန်အတွက်စောင်းရဲ့အေးဒန်ဆိုတာကစိုးရိမ်ပွဲတိတ်မရှိပေမဲ့ရွေးရှားလာတဲ့နှွေနဲ့အတူဘေးထွက်ဆိုးကျိုးနဲ့စိုးရိမ်စရာအန်ဒီတွေကိုစတင်ကကြုံတွေ့နေရပါပြီဒီထက်ကမှဒီအပိုင်းစိုးရိမ်မှုအမြင့်ဆုံးဖြစ်နေရတဲ့ပြဿနာကတော့လေထုညစ်ညမ်းမှုဖြစ်ပါတယ်။လူရသည်မှာလေရလေကျန်းတယ်လို့ဖုံနဲ့တခြားညစ်ညမ်းတဲ့လေထုကိုလူတွေသွားလာလှုပ်ရှားနေတဲ့အကြောင်းပို့ပြီးတော့ထင်သာစွာခံစားရစေပါတယ်။ဒါကြောင့်မို့ပြီးခဲ့တဲ့ရက်မှာပဲတိတိတသာဆိုသလိုလေထုညစ်ညမ်းမှုတိုင်းဌာနချက်တွေကအမြင့်ဆုံးကိုရောက်ရှိသွားပါတယ်။စီးပွားဖြစ်ထွန်းတာပညာရေးစားတဲ့ကောင်းတဲ့အချက်တွေနဲ့ဆိုရင်ထိတ်ဆုံးအဆင့်မှာမရက်တီတတ်ပေမဲ့မကောင်းတဲ့အချက်နဲ့ဆိုရင်တော့ပြေးကြည့်စရာမလိုတော့အောင်ထိတ်ဆုံးရောက်နေတတ်တဲ့မြန်မာနိုင်ငံကအခုဆိုလေရန်ကုန်ကလေထုညစ်ညမ်းမှုနဲ့အတူကမ္ဘာနိုင်ငံတွေကြားထိတ်ဆုံးရောက်နေပါပြီ။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ24ရက်နေ့နနက်8:00 နာရီခွဲ IQA ရဲ့ထုတ်ပြန်ချက်အရတော့ရန်ကုန်မြို့မှာကမ္ဘာလေထုညစ်ညမ်းမှုအဆင့်4မှာရပ်တည်နေရလို့သိရပါတယ်။လေထုအရေးသွေးအညွှန်းကိန်းအရဆိုရင်တော့210မှာတည်ရှိနေပါတယ်။ဒါဟာအနီရောင်အဆင့်လို့ဆိုရမှာဖြစ်တယ်လို့လေထုညစ်ညမ်းမှုကြောင့်ဖြစ်လာနိုင်တဲ့ယောဂတချို့ကိုပါခံစားလာရနိုင်ပါတယ်။အရေးပြားရရမှုနဲ့အတူအဆုတ်အတွင်းမကျန်းမာတဲ့လက္ခဏာတွေကိုပါဖြစ်နိုင်တာကြောင့်အားလုံးလဲစိုးရိမ်သွားရပါတယ်။နေ့လည်ခင်း7:00 နာရီအချိန်မှာပြန်လည်တိုင်းထွာကြည့်တဲ့အချိန်မှာတော့ကမ္ဘာလေထုညစ်ညမ်းမှုအဆင့်5ကိုရောက်ရှိသွားရလို့သိရပါတယ်။လေထုညစ်ညမ်းမှုဖြစ်စေရတဲ့အဓိကအကြောင်းရင်းတွေကတော့လေထုထဲမှာမီးကိုဓာတ်ငွေများဖုံမုတ်မြူကိုအနှံ့အသက်ရေကိုရင်ငွေများကရှိတဲ့ပမာဏထက်ပိုမိုများပြားသွားတာကြောင့်ဖြစ်ပါတယ်။ရန်ကုန်မြို့ပြကြီးကတိုးတက်လာတာနဲ့အတူဆိုးကျိုးများစွာကိုလည်းတပြိုင်နက်တည်းဖြစ်ထွန်းစေတာပါ။လုပ်ငန်းတွေလည်းများလာသလိုစက်ရုံအလုပ်ရုံကထွက်တဲ့စွန့်ပစ်ပစ္စည်းတွေကလည်းများတဲ့များလာပါတယ်။ဒါအပြင်ကားတွေကလည်းမှုလို့ပေါ်လာတဲ့အတွက်နောက်ထပ်လေထုညစ်ညမ်းမှုပိုဆိုးမဲ့အခြေအနေသာရှိတာပါ။အခုလက်ရှိမှာလည်းရန်ကုန်ရဲ့လေထုညစ်ညမ်းမှုကကမ္ဘာတတိယအဆိုးဆုံးအဆင့်ဖြစ်ကြီးညာကအနီရောင်အဆင့်ဖြစ်သတ်မှတ်ထားပါတယ်။အထက်မှာတော့ပါကစ္စတန်အိန္ဒိယတို့ကရှိနေလို့ပါ။အိန္ဒိယရဲ့ဒေလီဆိုရင်လည်းလူနေမှုထူထပ်တယ်လို့အဆင့်မြင့်တဲ့လူနေမှုပတ်ဝန်းကျင်မဟုတ်တဲ့အတွက်လေထုညစ်ညမ်းမှုကပိုဆိုးဝါးလို့နေရဖြစ်ပါတယ်။ရန်ကုန်မြို့ရဲ့လေထုညစ်ညမ်းမှုကဒီလောက်ထိမြင့်တက်လာတဲ့အတွက်ကျန်းမာရေးအတွက်ဆိုရင်အတော်လေးကိုစိုးရိမ်နေရပါပြီ။မှုံဝါးနေတဲ့အခြေအနေမျိုးတွေဖြစ်နေကလူတွေသွားလာဖြတ်သန်းရင်းနဲ့တောင်အသက်ရှူကျပ်နိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။တချို့ကလည်းငါတို့မြန်မာနိုင်ငံကကမ္ဘာလေထုညစ်ညမ်းမှုအဆင့်9ထဲမှာပါနိုင်ပြီဆိုကတချို့ကလည်းစားနောက်ကျုံဝါနေကြတာဖြစ်ပါတယ်။လေထုညစ်ညမ်းမှုကိုလျှော့ချဖို့ဆိုရင်နေထိုင်သူတွေအနေနဲ့တေချာစနစ်တကျခရူးဆိုင်နေထိုင်မှုလိုအပ်ပါတယ်။ရန်ကုန်မြို့မှာရှိနေတဲ့သူများအနေနဲ့လည်းအခုချိန်မှာအပြင်ထွက်တာနဲ့လေရှူသုံးတဲ့နေရာမှာတေချာခရူးဆိုင်ကြဖို့သတိပေးရင်းတင်ဆက်လိုက်ပါရရှင်။ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။